အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်နဲ့အတူလွန်ခဲ့တဲ့နှစ်ပေါင်း9000လောက်ကိုပြန်ပြီးတော့တွားလိုက်ကြတာပေါ့ဒီနေ့ဗီဒီယိုမှာပြောမယ့်အကြောင်းအရာကတော့ရှေးဟောင်းအီဂျစ်ပြည်အကြောင်းပါအဲ့ဒီမှာဒီနာမည်ခေါင်းစဉ်ကြားလိုက်တာနဲ့ရှေးဟောင်းအီဂျစ်ပြည်ဆိုတော့အီဂျစ်ဆိုတော့ငေါင်းနဲ့အလှမ်းလှမ်းဝေးတယ်နောက်တစ်ခါရှေးဟောင်းဆိုတော့အရင်တော့အတိတ်တုန်းကဖြစ်ခဲ့တဲ့သမိုင်းကြောင်းအဲ့တော့အဲ့ဒါတွေကယနေ့လက်တွေ့ကဘာမှာအသုံးမတည့်တဲ့အရာတွေဆိုပြီးတော့ထင်ကောင်းထင်ရတဲ့သူတွေလည်းရှိမှာပါကျွန်တော်တို့အဲ့လိုမျိုးမတွေးစေချင်ပါဘူးခင်ဗျအီဂျစ်သမိုင်းကြောင်းဆိုပေမဲ့တစ်ချိန်တော့နိုင်မြေဝမ်းတစ်ချောင်းမှာနေထိုင်ခဲ့ကြတဲ့လူသားတွေရဲ့နောက်လူအဖွဲ့အစည်းလူယဉ်ကျေးမှုပုံစံသူတို့တွေကဘာတွေလုပ်ခဲ့ကြတယ်ဘာတွေဖြစ်ခဲ့ကြတယ်ဆိုတဲ့အကြောင်းပါအဲ့တော့ရှင်းပြမယ်ဆိုလို့ရှိရင်ကျွန်တော်နဲ့လုံးဝမကွာခြားတဲ့လူသားတွေပါတစ်ချိန်တော့သူတို့တွေကကျွန်တော်ချစ်ခဲ့ကြတယ်တစ်ဖက်နဲ့တိုက်ခိုက်ခဲ့ကြတယ်နောက်ကနောင်သားတွေအတွက်ဆိုပြီးတော့ခြံထားခဲ့ကြတယ်နောက်ကသူတို့ရဲ့နေစဉ်ဘဝမှာအဆင်ပြေအောင်ဆိုပြီးတော့တည်ထွင်မှုတွေလုပ်ခဲ့ကြတယ်စံသတ်မှုတွေလုပ်ခဲ့ကြတယ်အဲ့ဒါတွေကကျွန်တော်သိချာသိတာမယ်ဆိုလို့ရှိရင်အကျိုးရှိပါတယ်ဘာဖြစ်လို့အကျိုးရှိရလဲဆိုတော့ကျွန်တော်တွေကဒီယနေ့ကဘာမှာဆိုလို့ရှိရင်မိသားဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်မှန်နေကြည့်ကြတယ်မှန်ကြည့်ပြီဆိုလို့ရှိရင်ကိုယ့်အကိုငါပိန်လာပါလားငါဝါလာပါလားဆိုတဲ့အတွေးမြင်နေခေါင်းထဲရောက်လာဘာဖြစ်လို့အဲ့လိုအတွေးတွေခေါင်းထဲရောက်လာလဲဆိုတော့အရင်တော့ကိုဘယ်လိုလဲဆိုတာသိလို့ပါအရင်တော့ကိုဒီပုံစံဆိုရင်အဲ့တက်ဝါလာပြီဆိုလို့ရှိရင်ငါဝါလာပါလားဒါမှမဟုတ်အရင်တော့ကိုရှိတဲ့ပုံစံတက်ပိန်သွားတယ်ဆိုလို့ရှိရင်ငါပိန်သွားပါလားဆိုတဲ့အတွေးမြင်နေခေါင်းထဲရောက်လာနောက်တစ်ခါကိုဘေးဘက်ဝင်ချင်းမှာရှိတဲ့သူတွေနဲ့ရှင်ပြီးတော့ဗောနော်ကိုမြင်ရတဲ့မှန်တဲ့ပုံစံနဲ့ရှင်ပြီးတော့ကြည့်ကြတယ်အဲ့တော့မှန်တဲ့မှာကြည့်တဲ့ကိုမြင်ရတဲ့ပုံစံကိုကွာဆုံးမချက်တစ်ခုပေါ့နော်ငါပိန်လာတယ်ငါဝါလာတယ်ဆိုတဲ့အတွေးမြင်ဝင်လာဖို့ဆိုလို့ရှိရင်အရင်တော့အတိတ်တုန်းကကိုယ့်ရဲ့ပုံစံဘယ်လိုလဲဆိုတာသိနေဖို့လိုတယ်နောက်ကကိုဘေးဘက်ဝင်ချင်းမှာရှိတဲ့သူတွေကဘယ်လိုပုံစံလဲဆိုတာသိနေဖို့လိုတယ်အဲ့ဒါမှသာလျှင်ကျွန်တော်ငါပိန်တဲ့သူလားငါဝါတဲ့သူလားငါဘယ်လိုအခြေအနေငါဘယ်လိုပြောင်းလဲလာတယ်ဆိုတော့သိတာပါအဲ့လိုပါပဲကျွန်တော်အီဂျစ်သမိုင်းကြောင်းကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုတွေပြောင်းလဲလာတယ်ဘာတွေကွာခြားသွားလဲအများကြီးကျိုးရှိတာပါအဲ့မှာတခုပြောစရာရှိတာပါလဲဆိုတော့ဟုတ်ရှေးဟောင်းအီဂျစ်ပြည်အကြောင်းပြောမယ့်အစားကွာငါတို့နီနနာအေယာဗရီမြစ်ပုံဝင်ချင်းမှာဖြစ်သွားတယ်ငါတို့နေရာဒေသအကြောင်းပြောပါလားပေါ့နော်လုံခဲ့တဲ့နှစ်ပေါင်း9000ကိုပြန်လိုက်မယ်ဆိုလို့ရှိရင်ဒီမြန်မာပြည်မှာလည်းအေယာဗရီမြစ်မှာဘေးပတ်ဝင်ချင်းမှာပေါ့နော်လူတွေကနေကြပါပြီအဲ့ဘာကွာလဲဆိုတော့ကျွန်တော်မှကြတော့အဲ့လိုမျိုးစာနဲ့တည်တည်ကြလုံခဲ့တဲ့နှစ်ပေါင်း9000ကကြံခဲ့တဲ့ရေးခဲ့တဲ့စာတွေမှတ်တမ်းတွေကမရှိတော့နောက်တစ်ခုကသူတို့နဲ့မတူတာကျွန်တော်ဒီမင်းနေပြီးတော့ပုံစံမျိုးပေါ့နော်ဘရင်တွေအုပ်ချုပ်တဲ့စနစ်ဆိုတာအဲ့တော့မစသေးပါဘူးအဲ့ဒီခေတ်ကအဲ့ဒါကြောင့်မို့သူများတမိုင်းကနေတဆင့်သူများနေရာဒေသတဆင့်ပေါ့နော်သူများတမိုင်းတော့မဟုတ်ပါဘူးလူသားတွေရဲ့တမိုင်းမှာတော့ပြီးတော့လေးလာကြပါတကဘာလုံးကလည်းအဲ့နေရာဒေသမှာအချက်လက်တွေအများကြီးကျန်နေတဲ့အတွက်ကြောင့်သွားပြီးတော့လေးလာနေကြတာပါစိတ်ဝင်စားရှိနေကြတယ်အခုချိန်ထိလည်းမသိသေးတဲ့အရာတွေအများကြီးရှိပါတယ်ဟုတ်ပြီအဲ့မှာတခုပြောစရာရှိတာရှေးဟောင်းအီဂျစ်ပြည်ဆိုတာတော်တော်လေးကိုရှေ့ကြတယ်အဲ့သမိုင်းတွေကအဲ့အကြောင်းအရာတွေကစိတ်ကိုစိတ်ချရရဲ့လားပေါ့နော်အဲ့ဒါတွေကအရေးကြီးတဲ့ချက်ပါတကယ်ချင်းနေကြတဲ့မှာကိုကစိတ်ဝင်စားစရာအကြောင်းအရာတွေပြောနေဆိုမှဟုတ်ပြီမြေအကြောင်းအရာဘလောက်မှန်လဲဆိုပြီးတော့ဟိုဘက်ကတစ်ခေါက်ပြန်မေးလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကစိတ်ချယုံကြည်စွာနဲ့ပြန်ဖြေနိုင်မှုလိုပါတယ်စောက်တုတ်တွေမှာတွေ့ရဆိုလို့ရှိရင်စောက်ဆိုတာအဲ့စာရေးသူကနေပြီးတော့ရေးထားတာဟုတ်ပါတယ်ဒါပေမဲ့အဲ့စာရေးသူဘယ်လောက်ထိစိတ်ချရလဲဆိုတော့ကျွန်တော်စဉ်းစားရတာပါအဲ့လိုပုံစံမျိုးပါပဲအီဂျစ်သမိုင်းကြောင်းအကြောင်းမပြောခင်မှာအီဂျစ်သမိုင်းကိုဘယ်လိုလေ့လာတယ်ဘယ်ပိုင်းနေရာယူထားတယ်ဆိုတာကျွန်တော်အရင်ဆုံးရှင်းပြချင်ပါတယ်နည်းနည်းလေးတော့ရှင်းသွားမယ်ဒါပေမဲ့အဲ့ဒါသိထားသင်လို့ပါအဲ့ဒါသိထားမယ်ဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အကျိုးရှိပါတယ်ခင်ဗျအဲ့ဒါကြောင့်မို့နည်းနည်းလေးကျွန်တော်ရှေ့ကနေပဲခံပြီးတော့သမိုင်းကိုဘယ်လိုလေ့လာလဲဆိုတာပြပြချင်တာပါခင်ဗျပထမဆုံးသမိုင်းကဘယ်လောက်တောင်ကြာပြီလဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း9000ဆိုလို့ရှိရင်ဒါကျွန်တော်ဘာသာရေးနဲ့ပဲအလွယ်တကူပြောမှာပေါ့နော်ကျွန်တော်မပြောချင်ဘူးဆိုပေမဲ့လည်းကျွန်တော်ဗုဒ္ဓဘာသာမှာဆိုရင်ဂေါတမမြတ်စွာဘုရားတော်နောက်တစ်ခါကျွန်တော်ဒီခရစ်ယာန်ဘာသာမှာဆိုလို့ရှိရင်ယေရှုခရစ်တော်နောက်တစ်ခါအစ္စလာမ်ဘာသာမှာဆိုလို့ရှိရင်ဒါတမန်တော်မူဟာမက်ပေါ့နော်အဲသူတို့ဒီမှာကျွန်တော်ခိုရမ်တို့နောက်တစ်ခါဗုဒ္ဓဘာသာမှာဆိုလဲကျမ်းဂန်တွေနောက်တစ်ခါခရစ်ယာန်မှာဆိုလို့ရှိရင်လည်းကျွန်တော်သူရဲ့ Bible ကျမ်းစာတွေရှိတာပေါ့နော်အဲ့တော့အဲ့ဒီမတိုင်ခင်ရှေ့ကြတဲ့အရာတွေဆိုလို့ရှိရင်ပို့ပြီးတော့အငြင်းပွားစရာရှိပါတယ်ဟုတ်လားစိတ်ကိုစိတ်ချရလားဖြစ်နိုင်မှာမလားဆိုပြီးတော့အဲ့လိုမျိုးပြောစရာတွေဒါအများကြီးပဲပေါ့နော်အဲ့ဒါကြောင့်တော်တော်လေးကိုသတိထားပြီးတော့ကင်တွယ်ရတာပါသမိုင်းဆိုတာဘာဖြစ်လို့လဲဆိုတော့စိတ်ကူးရင်တဲ့အရာတွေနဲ့လည်းရောထွေးသွားနိုင်လို့ပါဟုတ်ပြီအဲ့တော့ဘယ်ကနေသမိုင်းကိုယူလဲအီဂျစ်ရှေးသမိုင်းကဘယ်လိုလေ့လာလဲဆိုတော့ကျွန်တော်ပထမဆုံးပြောရမှာခင်ဗျပထမဆုံးအီဂျစ်ပြည်သမိုင်းနဲ့ပတ်သက်လို့ရှေးအကြဆုံးကြံခဲ့တာတော့ကြောက်တုံးပါကြောက်တုံးကတော့ဘာလဲဆိုတော့သူ့နာမည်ကတော့ပါလာမိုစတုန်းလို့ခေါ်တော့နော်အီတလီမှာရှိလို့ပါလာမိုမှာရှိလို့ပါဟုတ်အဲ့ဒီပါလာမိုစတုန်းမှာဘာရေးထားလဲဆိုတော့အရင်တော့အုပ်ချုပ်ခဲ့တဲ့ဘရင်အစင်ဆက်ရဲ့သမိုင်းအတူချုပ်လေးတွေခုနှစ်တွေမှတ်တမ်းတွေအရေးကြီးတဲ့ဖြစ်ပျက်တွေပေါ့နော်ရေးထားပြီးမှတ်တမ်းတင်လာတာပါဘယ်တော့ရှေ့ကြလဲဆိုလို့ရှိရင်ကျွန်တော်ပီရမစ်တွေစောက်တာဆိုလို့ရှိရင်ပီရမစ်အကြီးပေါ့နော်အခုအီဂျစ်နိုင်ငံဂီဇာမှာရှိတဲ့ပီရမစ်ဆိုလို့ရှိရင်ကူဖူးဘရင်ရဲ့ပီရမစ်ကြီးအဲ့ဒါအကြီးဆုံးပေါ့နော်အရှိကျဲမှာအဲ့ဒီဘရင်ရဲ့အဖေပေါ့နော်သူ့ရဲ့လက်ထက်မှာကူဖူးဘရင်ရဲ့အဖေရဲ့လက်ထက်မှာကျွန်တော်နိုင်မြစ်ကရေဘလောက်ကြီးခဲ့တယ်ဆိုတာရေးထားပါတယ်နိုင်မြစ်ရေဘလောက်တက်တယ်ဆိုတာအရေးကြီးလားဆိုတာအရေးကြီးပါတယ်အီဂျစ်ပြည်မှာဒီနှစ်မှာနိုင်မြစ်ကရေဘလောက်တက်လာတယ်ဆိုတော့မှတ်တမ်း
ဒါအရေးကြီးတဲ့မှတ်တမ်းတစ်ခုပါနောက်တစ်ခုကကြတော့အဲ့ဒီတော့ကျွန်တော်မှတ်တမ်းမှာဘာကြံလဲဆိုတော့လှေပေါ့နော်90မီတာလောက်ရှိတဲ့လှေ3စီးလောက်သူ့ခေတ်မှာစောက်ထားရဆိုတာရေးထားပါတစ်နှစ်လုံးလှေ3စီးစောက်တာထူးဆန်းလို့ဆိုထူးဆန်းပါတယ်အဲ့ခေတ်တုန်းကလှေဆိုတာတကယ်ကိုဂုံယူဝင်ကြွားစရာပါဘရင်နေလှေတီစောက်နိုင်တယ်ဆိုတာလှေဆိုလို့ရှိရင်ဒီနန်းမြေဝမ်းမှာနန်းမြေကအရှိဖြစ်တဲ့ကြောင့်ပေါ့နော်ဒါတော့ရှော့လှေနဲ့လည်းသွားလို့ရတယ်လှေအကြီးတွေစောက်နိုင်ဖို့ဆိုတာတကယ်မလွယ်ပါအဲ့တော့3စီးတောင်စောက်လိုက်နိုင်တယ်ပေါ့နော်တကယ်သူ့အင်အားပြတာပေါ့နော်လှေဆိုတဲ့အတိတ်ပဲတောင်အီဂျစ်ရဲ့ရှေ့နဗျားသမိုင်းမှာလည်းတကယ်နဗျားတွေပါစီးတာပေါ့နော်တခုဆိုလို့ရှိရင်သွားတာလှေတွေပါနဲ့သွားရဲဆိုတာမျိုးပြတာရှိတာပေါ့နော်ခီးကိုအဲ့ဒါကြောင့်မို့လှေကအရေးကြီးပါအဲ့လိုမျိုးမှတ်တမ်းနေကြတာပေါ့နော်အဲ့ဒါပထမဆုံးကြံတဲ့ကြောက်တုံးပေါ့နော်အဲ့ဒီမှတ်တမ်းနေယူပါနောက်တစ်ခုကကြတော့ဒါတော့တို့စာရွက်နဲ့ဖြစ်သွားပါဘောနော်စာရွက်တော့မဟုတ်ဘောနော်ကျွန်တော်ကျူပင်ကတုတ်လာတဲ့စာရွက်နဲ့ရေးတာ papyrus ပေါ့နော်အရှိအဲ့မှာဘရင်တွေရဲ့နာမည်တွေခုနှစ်တွေရေးတာဒါပေမဲ့အဲ့ဒီဟာကြတော့ကျွန်တော်အပြည့်ဆိုတော့အပြည့်ကတော့အတိအကျမကြံတော့ဘောနော်တော်တော်များပျက်စီးနေပါပဲဒါပေမဲ့အဲ့ဒီကနေပဲရအောင်အချက်လက်တွေယူကြရတယ်အဲ့လည်းစိတ်ချတာပေါ့နော်နောက်တစ်ခုကကြတော့ဒီ Seti ဆိုတဲ့ဘရင်ပေါ့နော် Seti the first ဆိုတာသူကကြတော့သူရဲ့ဝတ်ပြုကြောင်းပေါ့နော်အဲ့ဒီမှာတကယ်ကြောက်သားမှာတိတိကျထွန်းထားတာပါဟုတ်ပြီဘရင်နာမည်ကဘယ်သူဒီလိုမျိုးဟိုလေးတော့ပုံစံဘဲဥကျန်းပုံစံလေးနဲ့ပေါ့နော်ဘောင်လေးခတ်ပြီးတော့ရေးထားတယ်အခုနှစ်နဲ့ရေးထားပါစုစုပေါင်း86ရောက်ပုံဝင်ကျင်လောက်ရှိတော့ပေါ့နော်တကယ်ကတော့86ရောက်မကအောင်ဂျားထဲမှာဒါတမိုင်းအဖြောက်ခံတာအနည်းဆုံး9ရောက်လောက်ကအဖြောက်ခံတာပေါ့နော်အဲ့ဒီကတော့ကျွန်တော်နောက်ပိုင်းကြုံထပ်ပြီးတော့ပြောမှာပေါ့နော်အဲ့လိုမျိုးလူတွေတော့ဖြုတ်ထားတယ်ဒါပေမဲ့တောက်လျှောက်ဒါနန်းဆန်သွားတဲ့သူတွေရဲ့နာမည်နောက်ဆုံးသူ့နာမည်တွေကိုရေးထားတာပေါ့နော်သူကတော့ဒီကြောက်သားတွေပေါ်မှာထွန်းထူထားခဲ့တဲ့အတွက်ကြောင့်အခုအချိန်ထိကိုကြံနေသေးတယ်နောက်တစ်ခါကျွန်တော်အရိယာနေတစ်စင်လေးလာလို့ရတယ်ကိုကလို့ရအောင်နော်နောက်တစ်ခုကကျတော့ကျွန်တော်ဒီဘက်ခက်ကိုရောက်လာပြီဒီဘက်ခက်မှာကျွန်တော်တမိုင်းတွေရဲ့ဒါဖခင်လို့ပြောလို့ရပါဘောနော်သူကနေပဲတမိုင်းကိုစလိုက်ဆိုပြီးပြောတာပေါ့နော် Greek ပညာရှင်မှာ Herodotus ဆိုတာပေါ့နော်ဟုတ်ပြီသူကဘာလုပ်လာလဲဆိုတော့သူကလည်းဒီတမိုင်းနဲ့ပတ်သက်လို့တိတိကျကျမှတ်တမ်းတွေကိုထားခဲ့တာပါဟုတ်ပြီအဲ့ဒီမှာသူ့စီကနေပြီးကျွန်တော်တမိုင်းတွေကိုကိုကလာသူ့တမိုင်းတွေကိုအီဂျစ်ပြည်နဲ့ပတ်သက်တဲ့တမိုင်းတွေယူလာဆိုမယူပါဘူးလုံးဝမယူတာပါဘာဖြစ်လို့သူ့စီရဲ့တမိုင်းကျတော့မယူတာလဲဆိုတော့တမိုင်းကိုယူမယ်ဆိုလို့ရှိရင်ဒီတမိုင်းကဘယ်လောက်စိတ်ချလဲဆိုတာအရေးကြီးတာပါသူကကျတော့ဘယ်လိုလဲဆိုတော့သူကအီဂျစ်ပြည်ကိုခီးသွားတယ်အီဂျစ်ပြည်ကလူတွေကနေတစ်စင်သွားမေးတာပါအရင်တော့ဘာတွေဖြစ်ခဲ့လဲဘယ်လိုတွေဖြစ်ခဲ့လဲဆိုတော့လူတွေကပြောတယ်အဲ့တော့တဆင့်စကားကြားပြီးတော့သူကစာနဲ့ပြန်ပြီးတော့ရေးတာမှတ်တမ်းပြတ်တင်တာပါအဲ့ကြောင့်အဲ့ဒါတွေကတမိုင်းပညာရှင်တွေနဲ့ကြည့်မယ်ဆိုရင်ကိုးကားလို့မရပါဘူးအဲ့ကြောင့်မို့သူ့ရဲ့ဟာကိုကျွန်တော်မယူပါဟုတ်ပြီနောက်တစ်ယောက်ကကြတော့နောက်သူနဲ့ဆိုလို့ရှိရင်နှစ်ပေါင်း180လောက်ကွာသွားတော့ဗောနော်မနန်တိုဆိုတာသူနဲ့ပတ်သက်လို့တော့အများကြီးမသိအောင်ဒါပေမဲ့သူကဂရိစာလည်းတက်တယ်နောက်တစ်ခါအီဂျစ်ပြည်ရဲ့ဒီရှေးအောင်ရေးခဲ့တဲ့စာရင်းနဲ့ပတ်သက်လို့လည်းလေ့လာတာကျွမ်းကျင်တဲ့သူဖြစ်တယ်အဲဒါကြောင့်သူကကြတော့ဟုတ်ပြီအီဂျစ်မှာဒီလိုမျိုးဖြစ်ခဲ့တယ်ဒီလိုမျိုးဖြစ်တယ်သူကမှတ်တမ်းတွေရေးခဲ့တယ်အဲဒါကြောင့်ကျွန်တော်ပြန်ပြီးတော့ယူပါတယ်ဘာလို့ဆိုတော့သူကဘာသာစကားတက်တယ်အရင်တော့မှတ်တမ်းနဲ့တစင်ဘာသာပြန်ပြီးတော့ရေးထားတဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒါမျိုးပွားပါတယ်အဲ့တော့ဘာဖြစ်လို့အဲ့လိုဖြည့်ရှင်းရလဲဆိုတော့ကျွန်တော်တွေ့တဲ့စာအုပ်ထဲမှာတယောက်ကရေးထားတယ်ဆိုတာအဲ့ဒါကိုတမိုင်းမှတ်တမ်းဖြစ်ထားတာမဟုတ်ပေါ့ကျွန်တော်လေးလာတယ်ဖတ်တော့ဖတ်တယ်ကိုတော့ကိုကားတယ်ဒါပေမဲ့ဒီအားကိုအတိအကျပါဆိုပြီးကင်ဆွဲပြီးတော့မပြောပါဘူးတမိုင်းဆိုတာဒါကျွန်တော်လေးအီဂျစ်ပြည်ရဲ့ရှေးအောင်တမိုင်းနဲ့ပတ်သက်ပြီးတော့ပြောပြတာပါခင်ဗျဟုတ်အဲ့ဒီမှာရှေးအောင်အီဂျစ်ပြည်ဆိုလို့ရှိရင်ကျွန်တော်တော်များမြင်မှုကြတာပါလဲဆိုတော့အယုတ်စာတွေပေါ့နော် hieroglyph လို့ခေါ်တာပေါ့နော်ဟုတ်အဲ့ဒီအယုတ်စာတွေကိုအခုခေတ်မှာဖတ်တတ်လားဆိုတော့အခုခေတ်မှာတော့ဖတ်တတ်ပါတယ်ဒါပေမဲ့ဖတ်တတ်တာသိမကြသေးပါဘူးဂျားထဲမှာနှစ်ပေါင်းထောင်နဲ့ချီပြီးတော့အဲ့ဒီဘာသာစကားလုံးဝပျောက်ဆုံးသွားတာပါအဲ့ဒီဘာသာစကားတွေကိုကျွန်တော်နောက်ပိုင်းမှာဘယ်လိုမျိုးအထိပ္ပယ်ပြန်ဖော်လို့ရလဲဆိုတော့စိတ်ဝင်စားစရာကောင်းပါတယ်အဲ့ဒါလည်းတကယ်ကိုရှေးအောင်အီဂျစ်သမိုင်းရဲ့ကဘာရဲ့တကားကိုဖွင့်ပြလိုက်တာပဲပေါ့နော်အရေးကြီးဆုံးအပြောင်းလဲအသုံးအတဲ့ဆုံးအရာပါအဲ့ဒါဘာလဲဆိုတော့ကြောက်တုံးတုံးပါအဲ့ဒီကြောက်တုံးရဲ့နာမည်ကတော့ Rosetta Stone လို့ခေါ်ပါတယ် Rosetta Stone လို့ဘာလို့ခေါ်လဲဆိုတော့အဲ့တုန်းကသူတို့တွေ့ရှိတဲ့နေရာပေါ့နော်အီဂျစ်ပြည်ရဲ့ Rosetta ဆိုတဲ့နေရာနေတွေ့လက်ရှိချိန်မှာတော့အဲ့မျိုးကနာမည်ပြောင်းလိုက်ပြီပေါ့နော်အဲ့ကြောင့် Rosetta Stone ဆိုပြီးတော့ခေါ်တယ်ဘယ်သူကတွေ့တာလဲဆိုတော့ပြင်သစ်တွေကတွေ့တာပါပြင်သစ်တွေဆိုတာတော့နပိုလီယန်တွေပဲအဲ့နေရာစစ်ချီလာတယ်အဲ့မှာတွေ့တာဒီကြောက်တုံးကတန်ဖိုးရှိတဲ့ကြောက်တုံးပဲဆိုပြီးတော့ခံမမိကြတာပါတန်ဖိုးရရှိတယ်တမိုင်းကြောင်းအရအဖိုးတန်တဲ့ကြောက်တုံးဘာရေးထားလဲဆိုတာသိချာမသိပါဘာထိပ်ပဲလဲဆိုတာမသိဘာရေးထားလဲဆိုတော့စာပိုက်က3ဘတ်ရေးထားတာပါပထမဆုံးတစ်ခုကကြတော့ခုနကအယုတ်စာပေါ့နော်အီဂျစ်အယုတ်တွေနဲ့ရေးတာအဲ့ဒါကြတော့တကယ်နန်းတွင်းသုံးပေါ့နော်ကျွန်တော်အဲ့တော့ Pharaoh တွေနောက်တစ်ခါဘုံကြီးတွေနန်းတော်တွေကအရေးကြီးတဲ့သူတွေပဲဒီဟာတွေကိုကျွန်တော်ရေးတတ်တာပါအဲ့တော့ hieroglyph ပေါ့နော်နောက်တစ်ခုကကြတော့ demotic ပေါ့နော် demotic ကကြတော့ကျွန်တော်အဲ့တော့အီဂျစ်ပြည်သူတွေနေ့စဉ်သုံးပုံမှန်ဘွားတွေသုံးကြတဲ့ဘာသာစကားပေါ့နော်နောက်တစ်ခုကကြတော့အဲ့အချိန်တော့အဲ့နေရာဒေသကိုအုပ်ချုပ်ခဲ့တဲ့ Greek တွေပေါ့နော်အဲ့ချိန်မှာအဲ့နေရာကို Greek တွေအုပ်ချုပ်နေGreek တွေကနေရေးထားတဲ့ Greek ဘာသာစကားပေါ့နော် Ancient Greek ပေါ့နော်ရှေးအောင် Egypt ရှေးအောင် Greek ဘာသာစကားပါအဲ့ဒီမှာအဲ့ဒီကြောက်တုံးနဲ့ပြည်တရနေပြီးတော့ပြင်သစ်ကိုစစ်နာတဲ့အချိန်မှာငါတို့ယူရဲကွာဆိုပြီးတော့ဗြိတိန်နိုင်ငံကိုမပါပါတယ်ဗ
ပြီးတဲ့နေရောက်တဲ့ချိန်မှာပြတဲ့မှာထားရဆိုရင်တကယ်ဘယ်သူမှအသေးပဲတိချာမသိပါဘူးကြောက်တော့လည်းအဖိုးရတန်နဲ့ဘာသာစကား3မိနစ်ရေးထားတယ်ဒါဘာလဲတော့မသိဘူးဆိုဒီတိုင်းပဲထားတာပါဒီလိုပဲလာကြည့်နေကြတာပါတိုင်ကြည့်လို့တော့ရပါတယ်အဲ့ချိန်တော့ဆိုလို့ရှင်အဲ့ဒါနဲ့တဖြည်းကြည့်နေနေကနေအသေးပဲတွေဖော်ကြစူးစမ်းဖို့နေဘာသာစကား3မိနစ်ရတဲ့အချိန်မှာလူတွေဘာကိုဖတ်တယ်လဲဆိုအော်ဆုံးဟာပေါ့နော်ကျွန်တော် Asian Greek ပေါ့နော် Greek ဘာသာစကားဖတ်တတ်ပါတယ် Greek ဘာသာစကားဘာလို့ဖတ်တတ်လဲဆိုတော့ကျွန်တော်ဒီလူသားတွေကတောက်လျှောက်ဒီ Greek မှာကြတော့ဒီအနုပညာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်နောက်တစ်ခါသိပ္ပံပညာနဲ့ပဲပတ်သက်လို့ပဲဖြစ်ဖြစ်နော်စာပေပဲဖြစ်ဖြစ်နောက်တစ်ခါအတွေးခေါ်ပဲဖြစ်ဖြစ်ဒါဆိုဘာသာရေးပဲဖြစ်ဖြစ်တော်တော်များများတည်တည်ချာချာမှတ်တမ်းတင်ထားပြီးတော့ရေးထားခဲ့တယ်အဲ့တော့ Greek ဘာသာစကားနဲ့ကျွန်တော်လေ့လာကြရတာပါနော်တောက်လျှောက်လေ့လာတဲ့လူတွေအများကြီးရှိတာပါအဲ့တော့ Greek ဘာသာစကားကျွန်တော်အခုခေတ်မှာလည်းပေါ့နော်တောက်လျှောက်မပြောပြတ်သွားပါဘူးရေးတဲ့ဖတ်တတ်ကြပါတယ်နားလေတဲ့ Greek ဘာသာစကားကျွန်တော်အဓိပ္ပာယ်ဖော်လို့ရအဲ့တော့ကြောက်တော့မရေးတဲ့ဟာတော့နားလေကြောက်တော့အတိတ်ပြောဘာမှသိမရှိပါဘူးအတိတ်ဘာမှမရှိဆိုအဲ့တော့ကျွန်တော်အခွန်အကြောင်းရေးတာပေါ့နောက်ကဘယင်ကတော့အမွန်းတင်တာပေါ့နော်အဲ့တော့ရေးရတဲ့စာကတော့တန်ဖိုးမရှိပါဘူးအဲ့လောက်ကြီးဒီတိုင်းပဲအဲ့ချင်တော့အချို့ကတဲ့ဘယင်ကနေပြီးတော့သူရေးရတဲ့စာပေါ့နော်ဘုန်းကြီးဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးအခွန်ပေးမယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးပေါ့နော်အခွန်ဘယ်လောက်ပေးရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေရေးထားတာပါအဲ့တော့အတိတ်ကတော့စာသားအတိတ်မရှိဘူးဒါပေမဲ့ကြည့်နေနေလူရဲ့ဘာတွေးမိလဲဆိုတော့အော်ဆုံးကဘာသာစကားနဲ့အတိတ်ကအပေါ်ကဘာသာစကားနဲ့တူမှာတိုက်ကြည့်လိုက်လို့အတိတ်ပဲတူတဲ့ဟာလေးတွေပေါ်ပြီးတော့ရမယ်ဆိုလို့ရှိရင်ဘာတွေရေးရလဲဆိုတော့အတိတ်ပဲပေါ်လို့ရမယ်ဆိုစဉ်းစားမိကြတာပါအဲ့ဆိုဒီနေရာမှာရေးရတဲ့စကားလုံးနဲ့ဒီနေရာမှာရေးရတဲ့စကားလုံးနဲ့တူမယ်ဆိုလို့ရှိရင်အတိတ်ပဲကိုသိသွားပါပြီအဲ့တော့ပထမဆုံးစူးစမ်းကြပါဘယ်လိုမျိုးဆက်လို့ရသွားလဲဆိုတော့အရင်ခေတ်တုန်းကဆိုလို့ရှိရင်ကျွန်တော်အရေးကြီးတဲ့ဥမာနာမည်တွေပေါ့နော်ဘယင်တွေရဲ့နာမည်တွေဆိုလို့ရှိရင်ကျွန်တော်၄တော့အကွက်လေးနဲ့ရေးပါတယ်ထားပါတော့ဥမာ Cleopatra ဆိုလို့ရှိရင် Cleopatra ဆိုတဲ့နာမည်ကိုကျွန်တော်၄တော့အကွက်လေးနဲ့ရေးထားပါတယ်ပြန်ရှာကြည့်မယ်ဆိုလို့ရှိရင်အပေါ်မှာဒီမှာလေးတော့အကွက်လေးနဲ့ရှင်းအောင်အယုတ်ဘာသာစကားမှာရှိတယ်ဆိုလို့ရှိရင် Greek ဘာသာစကားမှာ Cleopatra လို့ရေးထားမယ်ဆိုလို့ရှိရင်ဟုတ်ပြီ Cleopatra ဆိုတဲ့စကားလုံးကဒီနေရာမှာဆိုပြီးတော့ချိန်ပြီးလို့ရတယ်။တွားတိုက်ဆိုင်လို့ကြည့်လို့ရတာပေါ့နော်။အဲ့ဒီကနေစလာတာပါအထိပ္ပယ်စဖော်လို့ရဟုတ်ပြီ။အဲ့ဒီခေတ်တုန်းကဘယင်းနာမည်ဝိုင်းလာတဲ့အယုတ်စာမှာဟုတ်ပြီ Greek စာမှာကျတော့ဒီနာမည်ဟုတ်ပြီ။အဲ့ဒါဆိုလို့ရှိရင်ဆိုပြီးတဖြည်းဖြည်းလဲလာနေနောက်ဆုံးမှာအထိပ္ပယ်ဖော်လို့ရတော့တာပါ။အဲ့ဒါကဘာပေါ်မှာတကယ်ကိုကြီးမားတဲ့အပြောင်းအလဲတစ်ခုပါ။သူကိုယ်တိုင်ကနေပြီးတော့စာရေးတယ်ဆိုအထိပ္ပယ်ဖော်လိုက်တဲ့သူပေါ့နော်စာအုပ်ထုတ်တယ်ပြီးလို့ရှိရင်ကဘာကိုဖြန့်လာတာပါအဲ့တော့ကျွန်တော်ဒီအယုတ်စာကိုသိခြင်းအပြင်ဒါဖော်ထုတ်လို့ရခြင်းအပြင်ပေါ့နော်ကဘာတဝမ်းမှာ Egypt နဲ့ပတ်သက်လို့စိတ်ဝင်စားတဲ့သူပို့ပြီးတော့မြင့်တက်လာပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ခြေတလန့်ရှေ့ကိုရောက်လာပါတယ်ဒီစာတွေသိပြီဆိုလို့ချင်းဘာတွေရေးထားတယ်ဘယ်နေရာမှာဘာတွေရှိတယ်ဘာတွေဖြစ်ခဲ့တယ်ဆိုတော့ပို့ပြီးတော့ဆက်တဲ့စိတ်ဝင်စားပြီးတော့ဖော်လို့ရတဲ့အရာတွေပို့ပြီးတော့များလာလို့ပါအခုဒီတမန်ပြည်သူတယောက်အနေနဲ့လည်းဒီကလေးမှာ Egypt ကိုသွားလိုက်မယ်ဆိုလို့ရှိရင်နေရာနေမှာရေးထားတဲ့အယုတ်တွေကိုကြည့်မယ်နောက်တစ်ခါစာတွေကိုကြည့်ပြီးတော့နားမလည်ဘူးဆိုလို့ရှိရင်အဲ့လောက်ကြီးတော်တော်လေးရှေ့ကြပါလားဆိုတာတခုတည်းဘာမှမပို့ပါဘူးခံစားချက်ကတကယ်လို့များကိုကနားလည်မယ်နောက်တစ်ခါအခြေခံလေးရှိမယ်ဆိုလို့ရှိရင်ဒါမှမဟုတ်လေတယောက်ကရှင်းပြမယ်ဆိုလို့ရှိရင်ပေါ့နော်ဟုတ်ပြီဒီကတော့ဘာယုတ်နောက်တစ်ခါဒီစာဘာကိုရေးထားဆိုလို့ရှိရင်အဲ့ဒါသိမယ်ဆိုလို့ရှိရင်လုံးဝကွာပါတယ်ဒီခီးသွားတဲ့အရာသာအစားပေါ့နော်အကျိုးလည်းပို့ပြီးတော့ရှိပါတယ်အခုဒီနေရာမှာလူနေနဲ့ရှင်းတော့ကျွန်တော်အယုတ်စာတစ်ခုကိုဖတ်ပြပါမယ်ခင်ဗျာအသေးပြပါလဲဆိုတော့ဒါမြင်ရမလားတော့မသိဘူးနော်ဒီနေရာမှာနှရုပ်ပုံစံလေးဒါပေမဲ့လူရဲ့လက်ကလေးနဲ့ပေါ့နော်အဲ့ဒီကောင်ကဘာကိုရင်ရင်းရလဲဆိုတော့ကျွန်တော်ပြည်သူတွေပါနော်ဒီအောက်မှာစဝိုင်းချမ်းပုံစံလေးအဲ့ဒီကောင်ကဘာလဲဆိုတော့အားလုံးရဲ့အတိတ်ပဲပါအဲ့တော့ပြည်သူတွေအားလုံးနောက်တစ်ခါဒီဘက်မှာကျယ်လေးရှိပါတယ်အလင်းမှာကျယ်လေးကဘာလဲဆိုတော့ဒါကိုးွယ်တာဝိပြူတာအဲ့ဟာကိုညီညွှန်းပါတယ်နော်ဒီဘက်မှာကျတော့ဒီလေးတော့အကွက်အဝိုင်းနဲ့ရေးထားတာကျတော့အရင်ရဲ့နာမည်မှာ Ramses II ပေါ့နော်ဒီဟာကိုစောက်တဲ့နေ့သူပေါ့နော်ဒီညမှာဒါသူ့ရဲ့နတ်ဖျားကြောင့်ဖြစ်တဲ့ကြောင့်သူ့ရဲ့ဝိပြူကြောင့်ဖြစ်တဲ့ကြောင့်ဘာတွေပဲလဲဆိုတော့အများပြည်သူအားလုံးဝိပြူလို့ရတဲ့ဝိပြူမဲ့ဒါနတ်ဖျားပေါ့နော်တကယ်တော့ဒီနေရာဒီအာမွန်ရာဆိုတဲ့နတ်ဖျားကိုကျွန်တော်ကြီးညွှန်းတာပါခင်ဗျဒီနေရာကိုဒီဘက်အချမ်းကိုဝင်လို့ရပါတယ်အများတမန်ပြည်သူတွေပေါ့နော်ဟိုဘက်အချမ်းကျတော့တမန်ပြည်သူတွေကိုကျွန်တော်ပေးမဝင်ပါဘူးနှစ်ချမ်းခွဲထားတာပေါ့ဟိုဘက်ချမ်းနဲ့ဒီဘက်ချမ်းပြည်သူတွေဝင်လို့ရတယ်ဆိုပြီးတော့အဲ့ဒီကနေပြီးတော့တည်တာစေတာပါဟုတ်ပြီကျွန်တော် Egypt တမိုင်းကိုစပြီးကြည့်လိုက်ကြအောင်နော်ဘာဖြစ်လို့အရှိမအဲ့လောက်အရှိထည့်ထားရလဲဆိုတော့အဲ့ဒါသိထားသင်းလို့ပါခင်ဗျပုံမှန်ဆိုလို့ရှိရင်တော့ဟုတ်ပြီ Egypt ပြည်ဒီဘယ်နေရာမှာရှိသည်ဘယ်နှခုနှစ်ဆိုပြီးတော့စကြမှာပေါ့နော်ဗီဒီယိုတွေကတကယ်ကတော့ခုနကျွန်တော်အရှိမပြောကအကြောင်းအလေးတွေကအကျိုးရှိလို့ပါသိထားသင်းလို့ပါခင်ဗျတခြားတမိုင်းနဲ့လည်းနောက်မှဆက်သွားမှာပေါ့နော်ပထမဆုံး Egypt ပြည်မှာရှိတဲ့ kit အကြောင်းပေါ့နော်ကျွန်တော်ရှေး kit ရှိမယ်အလယ် kit ရှိမယ်နောက်က kit တွေရှိမှာပေါ့နော်kit 3 kit နဲ့ပညာရှင်တွေခွဲထားကြပါတယ်kit တွေဆိုပေမဲ့အထင်မလွဲစေချင်တာပါလဲဆိုတော့အခု kit လားဆိုအခု kit မဟုတ်ပါ
ခစ်သစ်ဆိုတာကတော်တော်လေးရှေ့ကြပါသေးတယ်တော်တော်လေးရှေ့ကြပါသေးတယ်ခစ်သစ်ဆိုတာကဟုတ်ကဲ့အဲ့ဒီမှာအခုခစ်တဲ့နံပါတ်ပြောသွားတဲ့အချိန်မှာတိတ်နားမလဲဘူးစိတ်ထဲမှာနည်းနည်းလေးအလှမ်းဝေးလို့ထင်တယ်ပြဿနာမရှိပါဘူးထားလိုက်ပါဒီတိုင်းထားလိုက်ဘာလို့လဲဆိုတော့နောက်ပိုင်း Egypt ပြည်အကြောင်းဒါပြောတဲ့အချိန်ကျမှအကုန်လုံးဆက်ပြီးတော့တည်သွားပါလိမ့်မယ်တကယ်လို့အရင်တော့တမိုင်းကိုလေးလာဖို့တဲ့တီမီခေါင်းမိတယ်ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့မျက်စိတွေမှာမြင်လာမှာပေါ့နော်ရှေးဟောင်းခစ်ပေါ့နော်ခစ်ဟောင်းဆိုတာဘာလဲဆိုတော့ပထမဆုံးခစ်တွေကကျတော့လွန်ခဲ့တဲ့နှစ်ပေါင်း4500 5000ပတ်ဝန်းကျင်ပေါ့နော်အဲ့တော့တကယ် Egypt ကအစောပိုင်းကာလတွေမှာတကယ်ခစ်ကောင်းခဲ့တာပါဟုတ်ဆိုဒီလွန်ခဲ့တဲ့နှစ်ပေါင်း4500 pyramid ဆောက်တယ်ဆိုလို့ရှိရင်စောင့်နိုင်တဲ့အခြေအနေရှိလို့ပါစောင့်နိုင်တဲ့နည်းပညာရှိလို့နောက်တစ်ခါစောင့်နိုင်တဲ့ပတ်စံရှိလို့ပေါ့နော်ပတ်စံဆိုတာခုနကလည်းပြောခဲ့သလိုကျွန်တော်အခုခေတ်ကပတ်စံနေတော့မတူဘူးပေါ့နော်အဓိကတော့ဒီအစိုးရအုပ်ချုပ်တဲ့သူအခွန်အကောက်တွေရလို့ပါပြည်သူတွေစီကဘာဖြစ်လို့ရလဲဆိုတော့ပြည်သူတွေကလည်းပေးနိုင်လို့ပါဘယ်လိုပေးလဲဆိုတော့အဓိကတော့ဒီ Egypt ပြည်ရဲ့မြို့ပန်းတစ်လျှောက်မှာစိုက်ပျိုးရေးလုပ်လို့ရစိုက်ပျိုးရတဲ့ဆင့်ဆိုလို့ရှိရင်ကျွန်တော်တို့ဂျုံတွေပါတယ်စိုက်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပြန်ပြီးတော့ပေးတာပေါ့နော်ကိုစိုက်လို့ရတဲ့အသီးနှံတွေကိုဒါအခွန်အကောက်နေနဲ့ဒါအစိုးရပေါ့နော်အဲ့ကျင်တော့အုပ်ချုပ်တဲ့သူကိုဘယင်ကို Federal ပေါ့နော်ပေးတာပါအဲ့ဒါကြောင့်မို့နိုင်ငံတည်တည်နေလဲရှိတယ်စီးပွားရေးလည်းကောင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ pyramid တွေကိုတိစောက်တာအဲ့ဒါရှေ့ခေတ်ပေါ့နော်ရှေ့ခေတ်ကနေနောက်ဆုံးအလယ်ခေတ်ကိုရောက်သွားပါတယ်ဘာဖြစ်လို့အလယ်ခေတ်ရောက်သွားလဲဆိုတော့ရှေ့ခေတ်ကပြတ်သွားလို့ပါဟုတ်ပြီရှေ့ခေတ်လို့ပြောရဲဆိုလို့ရှိရင်မင်းဆက်ကတစ်ဆက်တည်းမဟုတ်ဘူးမင်းဆက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲမင်းဆက်တွေကအဲ့ဒီမှာရှေ့ခေတ်မှာအများကြီးပြောင်းတာပါဘယ်လိုပြောလဲဆိုတော့ထားပါတော့ဘယင်တဆူရှိမယ်ဆိုလို့ရှိရင်အဲ့ဒီဘယင်သားတက်လာမယ်ပြီးရင်မြည်တက်လာမယ်ပေါ့နော်အဲ့တော့လက်စစ်ကန်သွားမယ်ဆိုပြဿနာမရှိဘူးလက်စစ်ကန်နဲ့တကွေးအရောက်မှာတော့အာနာသိန်းခံလိုက်ရတာဖြစ်ဖြစ်ဟုတ်ကဲ့မျိုးဆက်ပြောင်းသွားတာပေါ့နော်တခြားနေပဲဝင်ချလာရန်သူကဝင်တိုက်လိုက်တာပဲဖြစ်ဖြစ်အဲ့ဒါမျိုးဆိုလို့ရှိရင်နောက်ထပ်မင်းဆက်တစ်ဆက်ရောက်သွားပါလားအဲ့လိုမျိုးပေါ့နော်ကျွန်တော်လည်းဒီကုန်းမောင်ခေတ်တော့ပကံခေတ်တော့လုံးဝမတူသလိုပေါ့နော်အဲ့တော့နေရာဒေသတစ်ခုနဲ့ဆက်နေရတော့ထင်ကောင်းထင်ရမယ်ဒါပေမဲ့လုံးဝအိမ်မင်းဆက်တွေကပုံစံကွဲသွားတာအဲ့မှာရှစ်ခေတ်ကနေပြီးတော့ဒီခေတ်ဟောင်းကနေပြီးတော့အလေခေတ်ကိုပြောင်းသွားလဲပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဘယင်တွေအားပြော့သွားလို့ပါဂျားထဲမှာဘယင်အိုချိုတဲ့စနစ်ကနေပြီးတော့ဒါတကွဲတပြားစီဖြစ်သွားတာတွေနောက်တစ်ခါတူတူလူငါတမင်းဖြစ်တာတွေနော်ဂျားထဲမှာအဲ့လိုမျိုးခစ်တွေရတယ်အများကြီးရှိပါတယ်ဂျားထဲမှာခုနခစ်ကြီး၃ခစ်ပြောရဲဆိုမျိုးနော်နောက်တစ်ခါရန်သူတွေကဘေးဘုံဝင်ချင်းနိုင်ငံနဲ့လာပြီးတော့တိုက်တာတွေပေါ့နော်အဲ့လိုမျိုးရှိခဲ့ပါတယ်အဓိကတော့စီးပွားကျသွားလို့ပေါ့စီးပွားဘာဖြစ်လို့ကျလဲဆိုတော့အဓိကတော့နိုင်မြေကြောင့်နိုင်မြေကရေကြီးလာမယ်မြေစီမျိုးစားတွေနဲ့တကယ်ကိုစိုက်ပျိုးအတွက်ပံ့ပိုးပေးမယ်ဆိုလို့ရှိရင်စီးပွားဖြစ်ပါတယ်စိုက်ပျိုးတွေအများကြီးဖြစ်တယ်တကယ်လို့များနိုင်မြေကရေမကြီးတော့အဲ့နှစ်မှာရေမတက်တော့နည်းနည်းလေး၆သွင်းမယ်ဆိုလို့ရှိရင်ကျန်တာခန္ဓာယာကြီးလို့ဖြစ်နေတာပါရာသီတို့ကတော့လို့အရေးကြီးတာပါအဲ့ဒီခေတ်တုန်းကနိုင်မြေရေမကြီးတော့ဆိုလို့ရှိရင်စီးပွားရေးဖြည်းဖြည်းကျလာတယ်ဘယံဩဇာနာတွေနောက်တခါပြည်သူလူထုရဲ့ဒုက္ခတွေရောက်ကြတယ်အကြဘက်ကိုရောက်လာအောင်နော်အဲ့ကြောင့်မို့ကျွန်တော်ဒီပြင်ပနေပြီးတော့ဝင်ပြီးတော့တိုက်ခိုက်တာတွေအဆင်မပြေတာတွေဖြိုပြဲဖြစ်တာတွေစုစည်းမရှိတော့ဘူးနော်အဲ့လိုအခြေအနေဖြစ်သွားတာပါနောက်ဆုံးပြန်ပြီးတော့စီးပွားပြန်ကောင်းလာချိန်ကျတော့နော်ခက်ပြန်ဖြစ်လာတယ်အလေခက်ပေါ့နော်အလေခက်ကျတော့အဲ့ချိန်တော့ဒီဘာသာရေးနဲ့ပတ်သက်လို့နောက်တစ်ခါစီးပွားရေးနဲ့ပတ်သက်လို့နောက်တစ်ခါယဉ်ကျေးမှုနဲ့ပတ်သက်လို့နော်အနုပညာနဲ့ပတ်သက်လို့အများကြီးပဲပေါ့နော်တော်တော်လေးကိုအဲ့ချိန်မှာတကယ်ကိုခက်ကောင်းတစ်ခက်ပါအများကြီးတိုးတက်လာတာပါတော်လေးဒီငင်ရှိရခက်ပဲပေါ့နော်ဒါပေမဲ့အလေခက်လည်းကျွန်တော်ဒါကြားတာပဲပေါ့နော်ကြားတဲ့အကြောင်းရင်းကလည်းခုနလိုပဲပေါ့နော်ဘေးဘုံဝင်ချင်းနိုင်ငံတွေကလာပြီးတော့တိုက်တယ်အီဂျစ်နိုင်ငံသားမဟုတ်ဘဲနဲ့ပေါ့နော်အီဂျစ်ပြည်မဟုတ်ဘဲနဲ့တခြားဘယင်တွေပေါ့နော်ဘေးနားမှာဆိုရင်အခုဆိုလို့ရှိရင်တော့လီဗီယာပေါ့နော်လီဗီယာတော့နောက်တစ်ခါအခုဆူဒန်ဆိုလို့ရှိရင်အဲ့ဒီတော့နူဘီယာလို့ခေါ်တာပေါ့နော်လာတိုက်တာလည်းရှိတယ်နောက်တစ်ခါဒီတူရကီတို့ဆီးရီးယားတို့အီရတ်တို့အဲ့ဒီပတ်ဝန်းကျင်နိုင်ငံတွေကလည်းအီဂျစ်ကိုလာပြီးတော့တိုက်တာတွေရှိရအောင်နော်သူတို့တွေကလည်းအဲ့ဒီနေရာဒေသတွေကိုအုပ်ချုပ်ခဲ့တဲ့အခြေအနေလေးရှိတာပေါ့နော်အဲကြောင့်ဂျားထဲမှာအဲ့ဒါမျိုးတွေပေါ့နော်ဖျို့ဖျဲဖြစ်နေတဲ့အချိန်နောက်ဆုံးအီဂျစ်ပြည်ကနေပြီးတော့ဘယင်တွေကပြန်ပြီးတော့အာဏာရလာတယ်ပြန်ပြီးတော့အုပ်ချုပ်နိုင်တယ်ဆိုတဲ့ခေတ်ကိုပြန်ရောက်လာတာခေတ်သစ်ပေါ့နော်ခေတ်သစ်မှာတကယ်နာမည်ကြီးတဲ့ဘယင်တွေပေါ့နော်တမိုင်းမှတ်တမ်းတွေအများကြီးကျန်တာပေါ့နော်အဲ့ဒါလည်းကျွန်တော်ဒီနေ့ဗီဒီယိုမဟုတ်ပေါ့နော်နောက်အီဂျစ်တမိုင်းထဲမှာထည့်ပြီးတော့ပြောဆုံးမှာဖြစ်ပါတယ်ခေတ်သစ်ရောက်တော့နော်ခေတ်သစ်ရဲ့နောက်ဆုံးဘယင်ကတော့ဘယင်ဆိုတဲ့ဘယင်မပေါ့နော်အဲ့ဒါတော့ကလီယိုပထရာပါအဲ့အထီလောက်ပေါ့နော်အီဂျစ်ပြည်ရဲ့ဘယင်ရဲ့တမိုင်းဒါမှမဟုတ်ကျွန်တော်နည်းနည်းလေးဂျုံလုံးလေးဆက်ပြီးပြောရမှာခင်ဗျာကလီယိုပထရာခေတ်ကြတော့ဒါဘယ်လိုခေတ်ဖြစ်နေပြီလဲဆိုတော့အီဂျစ်နိုင်ငံသားအစ်စ်မဟုတ်တော့ပါဘူး။ရာနှုန်းပြည့်အီဂျစ်နိုင်ငံသားမဟုတ်တော့ကလီယိုပထရာဆိုတကယ်ကတော့ကျွန်တော်ဂရီကနေလာအောင်နော်မက်ဆီဒိုးနီးယားပေါ့နော်နာမည်ကြီးတာဆိုလို့ရှိရင်တော့ကျွန်တော်လူတိုင်းသိကြတာ Alexander the Great ပေါ့နော် Alexander the Great ကနေမြေတွေချက်ရင်လည်းတဖြည်းဖြည်းဒီအီဂျစ်ပြည်ကိုရောက်လာအီဂျစ်ရောက်တဲ့အချိန်မှာအရင်တော့နေရာမဟုတ်ဘဲနဲ့တော့မြို့တော်တစ်ပါတည်ထောင်လိုက်တယ် Alexandria ဆိုပြီးတော့သူ့နာမည်ပေါ့နော်ဒီမြေထဲပင်လယ်ရဲ့မြို့ဝမှာရှိတာပေါ့နော်ကျွန်တော်အခုခေတ်ဆိုလို့ရှိရင်မြို့တော်ကကိုင်ရိုဆိုမဲ့ဒီ Alexandria ဒုတိယမြို့လို့ပြောလို့ရတကယ်ကိုစီကားတဲ့လှပတဲ့မြို့တစ်မြို့ပဲကန်နာမြို့တစ်မြို့ပေါ့နော်ကုန်းတွေစိတ်ကန်းနဲ့ပတ်သက်လို့အဲ့ဒီချိန်တော့ green နဲ့ white ဒီဘက်ကိုကုန်းတွေကူးလို့ရတဲ့အတွက်ကြောင့်ပေါ့နော်ဒီကလီယိုပထရာဆိုမဲ့ကျွန်တော်ကလီယိုပထရာနံပါတ်9လို့ခေါ်တာပေါ့နော်နောက်ပိုင်းကျတော့ဒီ Julius Caesar တို့နော် Mark Antony တို့နော်ဒီ
ဒီဂျုံမတွေနဲ့အဆက်ဆက်ဖြစ်လာနောက်ဆုံးဂျုံမနေပြီးတော့တင်ချလိုက်တာပေါ့နော်အဲ့နေရာနောက်ပိုင်းအာရတ်တွေရောက်လာတယ်အစ္စလမ်ဘာသာအဲ့ချိန်မှာတဖြည်းတော်များဒီပြည်သူတွေပေါ့နော်ပြောင်းသွားတယ်နောက်တစ်ခါနာမည်ကြီးရဆိုလို့ရှိရင်တော့ Ottoman Empire ပေါ့နော်အုပ်ချုပ်ခဲ့တဲ့ချိန်ကြီးရှိတယ်ကိုလိုနီခေတ်ရောက်သွားတဲ့အချိန်မှာတော့ဒါဗြိတိန်တို့ပြင်သစ်တို့ပေါ့နော်အသိမ်းပိုက်သွားတယ်နောက်ပိုင်းကျမှပြန်ပြီးတော့အခုခေတ်ပေါ့နော်လွတ်လပ်ရသွားတာပါဒါနောက်ပိုင်းဆက်ပြီးတော့ပြတာပေါ့နော်လက်ရှိချိန်မှာတော့အီဂျစ်ကသမ္မတနိုင်ငံဖြစ်ပြီးတော့ Sisi ပေါ့နော်အီဂျစ်သမ္မတအုပ်ချုပ်နေတဲ့အချိန်ပေါ့နော်ခေတ်နောက်ပိုင်းအီဂျစ်နဲ့ပတ်သက်လို့မပြောဘူးနော်ရှေးအောင်သမိုင်းကြောင်းမှာပြောမှာဖြစ်ပါတယ်ခင်ဗျာအဲ့ချိန်တော့အီဂျစ်ပြည်ကိုဘယ်လိုခေါ်လဲဆိုတော့ကျွန်တော်ခမန်လို့ခေါ်တာပါခမန်ဆိုတာဘာအဓိပ္ပာယ်လဲဆိုတော့ကျွန်တော်အနက်ရောင်မြေလွာဆိုတဲ့အဓိပ္ပာယ်ပါတကယ်ဆိုလို့ရှိရင်အီဂျစ်ဆိုလို့ရှိရင်အခုတီနီယာရကြည့်မယ်ဆိုလို့ရှိရင်နေရတော်တော်များဆာဟာရကဏ္ဍတွေမှာပါတော့ပါဆာဟာရဆိုလို့ရှိရင်သူကဒီကဏ္ဍရအောင်တော့ဘယ်လိုခေါ်လဲဆိုတော့အဲ့တော့နာမည်ကနှစ်ခုပါပဲမြေအနီရမြေအနဲ့ပဲကဏ္ဍရအောင်ကြာတော့မြေအနီလို့ခေါ်ပါတယ်မြေအနဲ့ကိုကြာတော့နမ်းမြေပါဘေးပတ်ဝန်းကျင်မှာရှိတဲ့နေရာမြေအနဲ့တွေဖြစ်တဲ့အကြောင်းပေါ့နော်တကယ်အဖိုးတန်တာပါအီဂျစ်ပြည်ကအဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့အကြောင်းခါမဲလို့ခေါ်တာပေါ့နော်အဲ့တော့အဲ့ဒီမှာအီဂျစ်နိုင်ငံကဘာဖြစ်လို့ကမ္ဘာပေါ်မှာတခြားနေရာဒေသတွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်သူတည်တဲ့သားကြီးပေါ့နော်လူအဖွဲ့အစည်းရင်ချင်းမှုကရှေ့ကိုရောက်နေရလဲနောက်တစ်ခါလူကြီးတွေကဘာဖြစ်လို့အဲ့ဒီမှာပွားပြီးတော့နောက်တစ်ခါစနစ်တကျရှိနေရတာလဲပေါ့နော်နောက်ကသူတို့တီထွင်စမ်းသစ်လိုက်တဲ့အရာတွေကလည်းအများကြီးပါပဲဘာဖြစ်လဲဆိုတော့အဖြေကတော့တစ်ခုတည်းပါပဲသူတို့ကိုယ်တိုင်လည်းအဲ့ဒါဝန်ခံထားပါတယ်အထူးကတော့နိုင်မြေအကြောင်းပါနိုင်မြေကတော့လို့အရေးပါပါတယ်နိုင်မြေနဲ့ပတ်သက်လို့ကျွန်တော်နည်းနည်းကြုံလုံးလေးပြောပြချင်တာပေါ့နော်နိုင်မြေဆိုတာတော်တော်လေးရှည်ပါတယ်တကယ်တော့အီဂျစ်နိုင်ငံနဲ့ဖြတ်ပြီးတော့စီးဆင်းနေတာမဟုတ်ပါဘူးနိုင်ငံပေါင်းအာဖရိကမှာဆိုရင်17နိုင်ငံလောက်ဖြတ်ပြီးတော့စီးဆင်းတာပါနိုင်မြေကအဓိကလာတော့ကျွန်တော်ဘလူးနိုင်နဲ့ white နိုင်လို့ခေါ်တာပေါ့နော်တစ်ခုကတော့ဒီအီသီယိုးပီးယားကုန်းမြင့်နေလာနောက်တစ်ခုကကျတော့ယူဂန်ဒါပေါ့နော်တကယ်တော့ကျွန်တော်ဒီ Lake Victoria လို့ခေါ်တော့အဲ့ဒီရေကန်တွေတဆင်းလာတယ်နောက်တစ်ဖက်မှာလည်းရေကန်ရှိတာပေါ့နော်ဒီနာဆိုအဲ့ဒါတဆင်းဖြည်းဖြည်းစီးဆင်းလာပြီးတော့နောက်ဆုံးကျွန်တော်မြေလေးပင်လယ်တွေကိုဖြတ်တန်းစီးဆင်းသွားတာပါအဲ့မှာအရေးကြီးတဲ့တခုတခြားနိုင်ငံတွေနဲ့ကွာတာပါလဲဆိုတော့ကျွန်တော်မြေပုံတွေကြည့်လိုက်မယ်ဆိုလို့ရှိရင်မြစ်တွေကကျွန်တော်မြောက်ဘက်အချမ်းတွေတောင်ဘက်အချမ်းကိုစီးဆင်းနေပါတယ်ကျွန်တော်ဒီ ARD မြစ်ဆိုတော့အဲ့လိုပဲပေါ့နော်ကျွန်တော်မြောက်ဘက်အချမ်းမှာမြေပြားခံလာတယ်တောင်ဘက်အချမ်းကိုစီးဆင်းသွားတယ်အဲ့ဒါတွေကတော်တော်များဒီကမ္ဘာမြေပုံတွေမှာအဲ့ဒါမျိုးပါဒါပေမဲ့အီဂျစ်မြေပုံကပြောင်းပြန်ပါအီဂျစ်နိုင်ငံမှာကျတော့ကျွန်တော်ဒီတောင်ဘက်ချမ်းနေပြီးတော့တောင်တန်းကြီးကနေပြီးစီးဆင်းလာပြီးနောက်ဆိုမြေထဲပင်လယ်တွေဝင်သွားတော့အဲ့တော့တောင်ကနေမြောက်ကိုစီးဆင်းနေရပါနိုင်မြစ်ကအဲ့တော့အဲ့မှာကြုံတော့ဘာပြောပြချင်တာလဲဆိုတော့အီဂျစ်ပြည်မှာအရင်တော့နှစ်ပိုင်းကွဲနေရပါအပေါ်ပိုင်းနဲ့အောက်ပိုင်းပေါ့နော်တောင်ပိုင်းနဲ့မြောက်ပိုင်းအဲ့တော့အပေါ်ပိုင်းနဲ့အောက်ပိုင်းဆိုလို့ရှိရင်မြေပုံကြည့်ပြီးတော့ကျွန်တော်မြောက်ဘက်အချမ်းအပေါ်ပိုင်းလို့ထင်မှာမဟုတ်ပါဘူးပြောင်းပြန်ပါတကယ်ကကျွန်တော်တောင်ဘက်ချမ်းကကြတော့အီဂျစ်ပြည်ရဲ့အပေါ်ပိုင်းမှာ upper ပါဟိုဘက်ကကြတော့ကျွန်တော်ဒီဘက်မြောက်ဘက်အချမ်းကကြတော့ lower Egypt ပါအောက်ပိုင်းမှာအဲ့လိုကွာသွားပါတယ်အဲ့ဒါတခြားနေရာနဲ့မတူထူးခြားချက်တစ်ခုပေါ့နော်နောက်ပိုင်းအဲ့အပေါ်အောက်ကောကိုအုတ်ချုပ်နိုင်တဲ့ဘရင်တွေပေါ်လာတာပေါ့နော်နောက်ပိုင်းမှာတော့ဟုတ်ပြီအဲ့ဒီမှာကျွန်တော်ဒီနိုင်မြင့်လေးပေါ့နော်ကျုံလုံးလေးပြပြချင်တာတော်တော်လေးရှိတယ်ဆိုတော့ကီလိုမီတာဘယ်လောက်ရှိလဲဆိုတော့ကီလိုမီတာ6000ကျော်ပါတယ်မျက်စိမှာမမြင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာပြည်မှာဆိုလို့ရှိရင် ARD မြစ်ပေါ့နော် ARD မြစ်ကကီလိုမီတာ2000ကျော်ရှိပါတယ်အဲ့တော့ ARD မြစ်ရဲ့3ဆလောက်ရှိပါတယ်ARD မြစ်ဆိုလို့ရှိရင်လည်းအစနဲ့အဆုံးလေးကျွန်တော်စုံစမ်းဘူးတဲ့သူမရှိတဲ့ကြောင့်အရှိအဲ့လောက်ကြီးမျက်စိထဲမှာကျွန်တော်မြင်မှာပေါ့အဲ့တော့ကျွန်တော်ရန်ကုန်နဲ့မန္တလေးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တွားဦးကြတဲ့သူများမှာရထားလမ်းဆိုလို့ရှိရင်ကီလိုမီတာ620လောက်ရှိပါတယ်အဲ့တော့ရန်ကုန်မန္တလေးကို10ခေါက်လောက်အသွားပြန်လုပ်တယ်လို့ပဲပေါ့နော်ဟုတ်10ဆဖြစ်တော့ပဲရန်ကုန်မန္တလေးအကွာဝေးရထားလမ်းရဲ့အကွာဝေးနဲ့ဆိုလို့ရှိရင်နိုင်မီကအလောက်ရှိတာပါဒါမှမဟုတ်ကားလမ်းနဲ့ဆိုလို့ရှိရင်ရန်ကုန်နဲ့ပကံကားလမ်းနဲ့ဆိုရင်650လောက်ရှိမှတယ်ကီလိုမီတာအဲ့တော့ရန်ကုန်နဲ့ပကံကိုကျွန်တော်10ဆလောက်အကွာဝေးရှိတယ်လို့ပေါ့နိုင်မီကအလောက်ရှိတာပေါ့နော်ဒါတော့ဂျုံလုံးလေးပေါ့နော်ကျွန်တော်အလှမ်းဝေးတဲ့နေရာဒေသမှာရှိတဲ့ကျွန်တော်အနီးနားမှာရှိတဲ့ဟာနဲ့မြင်သာဥပမာပေးပြတော့ပေါ့နော်နိုင်မြစ်ကတော့အကျိုးပေးတာဟုတ်ပြီပေါ့နော်ဒါရှိတဲ့ဟာပေါ့နော်မရှိတဲ့ဟာပါလဲဆိုတော့ကျွန်တော်အီဂျစ်ပြည်မှာမရှိတာမိုးပါကျွန်တော်အခုခေတ်မှာလည်းအီဂျစ်ပြည်မှာတစ်နှစ်လုံးမှာမိုးကတိတ်မရွာပါအဲ့ဒီခေတ်တုန်းကဆိုအခုကျွန်တော်ပြောနေတဲ့ခေတ်တုန်းကဆိုလို့ရှိရင်ကျွန်တော်စာမှာရေဆိုတဲ့စကားလုံးဆိုတာရှိတယ်မြစ်ဆိုတဲ့စကားလုံးဆိုတာရှိဒါပေမဲ့မိုးဆိုတဲ့စကားလုံးဆိုတာအီဂျစ်ပြည်မှာမရှိပါဘူးရှိအောင်အီဂျစ်ပြည်မှာပေါ့နော်မိုးဆိုတဲ့စကားလုံးမှတ်တမ်းတွေမှာမကြံခဲ့ပါအဲ့လောက်တော့မိုးမရှိတော့အဲ့တော့ဘယ်လိုပဲစဉ်းစားကျွန်တော်ဂါနာရကြီးဆိုတာမိုးကလည်းမရှိဘူးဘလို့မှနေလို့ထိုင်လို့အဆင်ပြေမှာမဟုတ်ပါဘူးအဲ့တော့နေလို့ထိုင်လို့အဆင်ပြေအောင်ဆိုပြီးတော့ဖန်တီးပေးလိုက်တာကြတော့ခုနမြစ်ပါအဲ့တော့မြေဝမ်းတစ်လျှောက်မှာနေကြတယ်အဲ့ဒီမြစ်ကဘယ်လိုအကျိုးပြုလဲဆိုတော့မြစ်ကတစ်နှစ်ကိုတစ်ခါရေကြီးပါတယ်ရေကြီးရဆိုလို့ရှိရင်လုံးဝရေလွှမ်းသွားတာပါဘေးပုံကျင်နေတဲ့ဒေသတွေကိုရေလွှမ်းသွားပြီဆိုကျွန်တော်အခုခေတ်မှာလည်းကျွန်တော်ရေကြီးတာပဲဆိုလို့ရှိရင်ဂျုံကြတဲ့သူတွေရှိမှာပေါ့နော်ရေတက်လာမယ်ဆိုလို့ရှိရင်နော်ရေပြန်ဆင်းသွားတဲ့အချိန်မှာကိုယ့်အိမ်မှာရှုံနေကြခဲ့တဲ့အပေါ်မှာညစ်ပတ်သွားတာပေါ့နော်မြေကြီးတွေနဲ့အဲ့လိုပဲအီဂျစ်ပြည်မှာလည်းနိုင်မီကရေကြီးပြီဆိုလို့ရှိရင်ကျွန်တော်ရှွန့်တယ်တွေနှုံးနေကြခဲ့တာပါအဲ့ဒါတွေကရိုးမဟုတ်ဘဲနဲ့တကယ်ကိုဒါသူတို့ကတော့စုတစ်ခုပါသူတို့တော့ကသူတို့ဘွားတော့ပေါ့နော်ဘာလို့ဆိုအဲ့ဒီကနေတစင်ကျွန်တော်
တဘာဝပြီးတဲ့မြေစီမျိုးစားတွေပါအဲ့ဒီပုံမှာအထူးမျိုးစုတွေတစ်စီကျဲလိုက်တာနဲ့အပြင်ကတန်းပြီးတော့ပေါက်တာပါဘာမှလုံးဆက်မလို့ပေါ့အလောက်တောင်ကောင်းတာပါအဲ့တော့အဲ့ဆိုလို့ရှိရင်တော့ဒီပတ်ဝန်းကျင်ဒေသမှာမြေကလုံးဝမင်းနဲ့ပြီးတော့အားစိုက်ပြီးတော့ဒါဖြစ်ထွန်းတဲ့မြေပါအဲ့ဆိုလို့ရှိရင်တော့စိုက်ပြီးလုံးရမယ်ပေါ့နော်အဲ့ဒီမှာအဓိကအရေးကြီးလာတာဘာလဲဆိုတော့ရေကြီးလာတာဟုတ်တယ်မြေစီမြေနစ်တွေချန်ပေးခဲ့တာဟုတ်တယ်နောက်တစ်ချိန်ဘယ်တော့ရေပြန်ကြီးမှလဲဟောဆိုတစ်ပင်နေစိုက်ထားတဲ့အချိန်မှာနောက်ထပ်ရေကြီးလာမယ်ဆိုလို့ရှိရင်အပင်တွေအကုန်လုံးစိုက်ခင်းတွေပျက်စီးသွားမှာအဲ့တော့တိဖို့လိုတယ်ရေဘဲချင်းကြီးမယ်ဆိုတော့တိဖို့လိုတယ်ရေဘဲချင်းပြန်ကြမယ်ဆိုတော့တိဖို့လိုတယ်အဲ့ဒါမှသာလေတိတိကျဆက်ပြီးကိုစနစ်တကျလုပ်လို့ရမယ်အဲ့ဒါကိုစပြီးတော့တွက်ချက်ကြတော့အဲ့တော့အမှသူတို့ဘယ်လိုသတိထားမိလာလဲဆိုတော့ဟုတ်ပြီဒီရေကြီးတဲ့အချိန်ဟာကောင်းကင်ကိုကြည့်လိုက်တဲ့အချိန်မှာကောင်းကင်မှာခြေတစည်းရှိပါအဲ့ခြေတော်တော်လေးလင်းလန့်နေတာပါအီဂျစ်တွေကဒီနက္ခတ္တပညာနဲ့ပတ်သက်လို့နော်နက္ခတ္တဗေဒပေါ့နော်ကောင်းကင်ကိုကြည့်တော်တော်လေးကျွမ်းကျင်ပါတယ်ခြေတွေကဘယ်ရက်မှရှိတယ်နောက်တစ်ခါဘယ်ချိန်မှာဘယ်ခြေတွေကပေါ်လာလဲဆိုအထူးကောင်းကင်ကိုကြည့်ကြတာပါတွက်ချက်ကြအောင်နော်အခုခေတ်မှာဆိုရင်ကျွန်တော်တို့ကတော့စမတ်ဖုန်းတွေတောက်လျှောက်ကြည့်ပြီးတော့ဒီတောက်လျှောက်ခေါင်းငုံနေတဲ့ကျွန်တော်တို့ကမျိုးပြဖြစ်လာတဲ့အတွက်ကြောင့်လုံးဝကျွန်တော်နောက်ဆုံးကောင်းကင်ကိုဘယ်ချိန်မှာမော်ကြည့်ခဲ့လဲဆိုတော့ကျွန်တော်သတိတော်မရတော့ဘူးနော်တော်တော်လေးကိုကျွန်တော်တဘာဝနဲ့ကင်းကွာနေတဲ့အခြေအနေဖြစ်နေပြီပေါ့နော်အဲ့အချိန်တော့ကောင်းကင်ကိုကြည့်ပြီးဟုတ်ပြီဘာမှလည်းမရှိဘူးကောင်းကင်မှာဟုတ်ပြီ DJ လင်းလန့်နေတယ် DJ ပေါ်လာပြီဆိုလို့ရှိရင်တော့ DJ ရေကြီးပြီဟုတ်ပြီနောက်တစ်နေ့ DJ ပြန်ပေါ်လာမယ်ဆိုလို့ရှိရင်တော့ရေပြန်ကြီးတော့မှာပဲအဲ့ဒီရက်ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်တော့ရေတက်လာတော့မယ်အဲ့လိုမျိုးခံမှန်းလာတော့အဲ့တော့အဲ့ကျပေါ်လာတဲ့အချိန်ဟာစုစုပေါင်းတွက်လိုက်တဲ့အချိန်မှာရပောင်365ရက်ပေါ့နော်အဲ့တော့အဲ့ဒါကိုတစ်နှစ်ဆိုပြီးတော့ကျွန်တော်ပြက်ကလေးအဖြစ်ပါတွက်ချလိုက်ကြတာပဲအီဂျစ်တွေကအခုခေတ်ကျွန်တော်ဒီလက်တွေ့ကဘာဒီအခုနောက်ပိုင်းကဘာမှာတော့ကျွန်တော်သိကြတာပေါ့နော်ဟုတ်ပြီနေကိုကဘာနေပတ်နေတယ်တပတ်ပြည့်မယ်ဆိုလို့ရှိရင်365ရက်ပေါ့နော်အဲ့ဒါမျိုးတွက်ကြပါပေါ့နော်ပြက်ကလေးဆိုအခုခေတ်ကတော့မဆန်းဘူးပေါ့နော်အဲ့ဒီခေတ်တုန်းအဲ့ဒါမျိုးအီဂျစ်တွေကကျွန်တော်ရပောင်365ရက်ရှိတယ်ဆိုပြီးတစ်နှစ်ဆိုပြီးတော့တွက်ချက်ခဲ့ကြတာပါအဲ့တော့ပထမအဆုံးပြက်ကလေးကိုတည်ထွင်လိုက်တာအီဂျစ်လူမျိုးတွေလို့ပြောလို့ရပါတယ်ပြက်ကလေးဆိုတော့တစ်နှစ်လုံးကို365ရက်ဆိုရတယ်မကသေးဘူးနဲ့လားတွေပါရှိတာပါလား12လရှိပါတယ်အဲ့ဒီအချိန်တွေကနေပြီးတော့လားပေါင်းတစ်လမှာရက်30ရှိပါတယ်အဲ့ဒါမျိုးတွက်ပြီးသားပါသူတို့တစ်လရက်30ဆိုလို့ရှိရင်တစ်နှစ်ပတ်လုံးဆိုရင်ရက်ပေါင်း360ပေါ့နော်365ရက်ဆိုရင်9ရက်ကပို့နေပါဒါပေမဲ့အဲ့ဒီ9ရက်ကကြတော့ဘယ်လမှမပေါ်ပါလာတိုင်းဟာရက်30အညီအမျှပဲရှိတယ်အဲ့ဒီ9ရက်ကိုကြတော့ကျွန်တော်လုံးဝဒါသူတို့ရဲ့ဒါနားရက်လိုပုံစံမျိုးပေါ့နော်ပွဲတော်ရက်ဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးဖယ်ထားလိုက်တာပါအဲ့လိုပြက်ကလေးမျိုးပါဒီနောက်ပိုင်းပြက်ကလေးတွေတော့ဒါကျွန်တော်ဂျယ်ရီလာတွေကြည့်ပြီးတော့တဖြည်းဖြည်းပြောင်းလာနောက်တစ်ခါ Babylon မှာရှိတဲ့ပြက်ကလေးတွေနဲ့နောက်တစ်ခါဒီယောမတွေပေါ့နော် Julius Caesar ဘော်တို့ခေရောက်တဲ့ချိန်မှာတော့ပုံစံကွဲသွားပြီပေါ့နော်ဒါပေမဲ့ပထမဆုံးဒီပြက်ကလေးတွေရဲ့ပုံစံတော့ Egypt လူမျိုးနဲ့စပြီးတော့ထွင်တာပါပြက်ကလေးအပြင်ကိုကျွန်တော်နိုင်ရီတွေကစအဲ့ဒီချိန်တော့တည်ထွင်တာပါအဓိကတော့နေနိုင်ကြီးပေါ့နော်ဒီမှာဒီနေရာမှာကြည့်မယ်ဆိုလို့ရှိရင်နေအောင်ကြီးလာမယ်ဆိုလို့ရှိရင်ဒါဘယ်နှစ်နိုင်ရှိပြီဒါကဘယ်နှစ်နိုင်ရှိပြီအဲ့လိုမျိုးတွက်တာပေါ့အဲ့တော့တရက်မှာဒီလိုမျိုးအချိန်ကြီးရှိတာအစားအဲ့ဒီခေတ်တည်းကသူတို့စပြီးတော့တွက်နိုင်နေပါပဲဒါပေမဲ့တခုစဉ်းစားကြည့်အောင်နေနိုင်ဆိုလို့ရှိရင်နေရှိတဲ့အချိန်ပဲရတာပေါ့နော်ညဘက်ကျရင်ဘယ်လိုလုပ်မလဲဆိုညဘက်ကိုလည်းသူတို့တွက်ထားပါတယ်ညဘက်ကျတော့ရေနိုင်ကြီးပါရေကျတော့ကျွန်တော်ဒီကျွန်တော်ကြောက်ခွက်လိုပုံစံမျိုးပေါ့နော်အဲ့မှာရေထည့်လိုက်မယ်ပြီးလို့ရှိရင်ရေကကျလာမယ်တဖြည်းဖြည်းအောက်ကိုကျလာမယ်ဟုတ်ပြီဒီပမာဏဆိုလို့ရှိရင်တော့ဘယ်နှစ်နိုင်လောက်ရှိပြီဒီပမာဏဆိုလို့ရှိရင်ဘယ်နှစ်လောက်အဲ့ဒါမျိုးသူကမှတ်ပြီးတော့တေချာတွက်ထားတာပါအဲ့ဒီအချက်အဲ့ဒီခေတ်ထဲကနေပဲအဲ့ဒါမျိုးတီထွင်ခဲ့တဲ့သူမျိုးတွေပါဟုတ်ပြီသူတို့တီထွင်တဲ့ထဲမှာလုံးဝဒီနောက်ပိုင်းခေတ်တွေကအစားပေါ့နော်အပြောင်းလဲဖြစ်သွားစေတာဘာလဲဆိုတော့ papyrus ပါကျွန်တော် paper ဆိုတဲ့စကားလုံးအဲ့ဒီနေလာပါတော့ papyrus ဆိုတာကျွန်တော်မြန်မာလိုဆိုလို့ရှိရင်တော့ကျူပင်ပေါ့နော်ကျူပင်ကနေပြီးတော့အဲ့ဒါကိုအပြားလေးတွေလှုပ်ပြီးတော့အဲ့မှာစာရေးလို့ရအောင်ဆိုပြီးတော့မှင်ထွင်ပါတယ်အဲ့တော့စကားလုံးလည်းထွင်တယ်ဒါစာရေးသားနည်းကိုလည်းသူတို့ထွင်တယ်ပြီးလို့ရှိရင်စာရေးဖို့အတွက်ပေါ့နော်စက္ကူလိုပုံစံမျိုးကိုလည်းဒီ papyrus ကိုလည်းထွင်တယ်အဲ့မှာထူးခြားတာဘာလဲဆိုတော့မှင်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီမှာရေးတဲ့ပုံစံအယောင်မှရှိပါသေးတယ်တမျိုးတည်းမဟုတ်ပါအလောက်တော့အဲ့ဒီမှာတော်တော်လေးကိုဒါရင်ချင်းမှုရပါတော့ခင်မိတယ်ဆိုတာတော်တော်လေးကိုရှေ့ရောက်နေတဲ့လူမျိုးတွေလို့ပြောလို့ရပါတယ်အဲ့လိုလူမျိုးတွေပါတခြားတည်ရွှေမှုတွေလည်းရှိသေးတာပေါ့နော်ဒါပေမဲ့ဒီကတော့တော်တော်လေးအရေးကြီးတာပါဒီ papyrus ဆိုတဲ့ဒီစာမသာသူတို့ရေးပြီးတော့မှတ်တမ်းမတင်ခဲ့လို့ဆိုလို့ရှိရင်အခုကျွန်တော်အဲ့သမိုင်းနေကျွန်တော်သိရမှာမဟုတ်ပါဘူးအီဂျစ်သမိုင်းလည်းရှိမှာမဟုတ်ပါဘူးအဲ့ကြောင့်တော်တော်အရေးကြီးပါတယ်အဲ့ကြောင့်ကျွန်တော်အီဂျစ်ပြည်ရောက်တဲ့အချိန်မှာအဲ့နေရာပေါ့နော်အခုအချိန်ဒီပေါ့နော်ဘယ်လိုမျိုးလုပ်တယ်ဆိုတာဟာကိုအရင်ခေတ်တော့ဘယ်လိုလုပ်ခဲ့တယ်ဆိုတော့ပြတဲ့နေရာရှိပါတယ်အဲ့တော့ကျွန်တော်သွားပြီးတော့ဗီဒီယိုရိုက်ခဲ့ပါတယ်ခင်ဗျအဲ့တော့တစ်ချက်ကြည့်စီချင်ပါတယ်ခင်ဗျဒီ papyrus လို့ခေါ်တဲ့ဒီကျူပင်ကနေတစ်ဆင့်ပေါ့နော်ရေးလို့ရတဲ့စက္ကူပုံစံမျိုးဖြစ်အောင်ဘယ်လိုမျိုးလုပ်လဲဆိုတော့ကျွန်တော်ကြည့်လိုက်ကြအောင်နော်ဟုတ်ပြီဒီဟာကတော့အဲ့ဒီကျူပင်မှာလုံးဝမထင်ရတဲ့ပုံစံတစ်ခုပုံစံတစ်မျိုးပဲပေါ့နော်ကျွန်တော်ရေထက်တော်လေးကိုများပါတယ်အဲ့ဒီမှာဘယ်လိုလုပ်လဲဆိုတော့ပထမဆုံးအဆင့်အနေနဲ့ကတော့အပေါ်ရန်အခွန်တွေကိုခွာပြစ်ပါတယ်အဲ့ဒီကောင်ကျွန်တော်မာပါတယ်မာတယ်ဆိုမှတခြားနေရာမှာသုံးလို့ရပါတယ်ဥပမာကျိုးတွေပါတယ်လုပ်တဲ့ဆိုတဲ့နေရာမှာသုံးလို့ရပါတယ်
ဒီစာရေးဖို့အတွက်သုံးတာတော့အထက်ကဥဒန်ကိုသုံးတာပါဥဒန်ကြည့်မယ်ဆိုလို့ရှိရင်ရေတက်များလုံးတဲ့အတွက်ကြောင့်ကျွန်တော်လက်နဲ့ချိုးလိုက်မယ်ဆိုလို့ရှိရင်တော့ကျိုးသွားပါတယ်အဲ့တော့အပြက်စီးလိုရဲဆိုပြီးပြောလို့ရပါတယ်ဒါပေမဲ့အဲ့ဒါကိုပဲသုံးလို့ရအောင်ဘယ်လိုလုပ်သွားလဲဆိုတော့ပထမတစ်ဆင့်အနေနဲ့ကတော့အထဲမှာပါတဲ့ရေတွေကိုကျွန်တော်ထုတ်လိုက်ပါတယ်အခုခေတ်ကတော့ကျွန်တော်ဒါဒလိတုံးရှိမယ်ဆိုလို့ရှိရင်ဒလိတုံးနဲ့တက်နိုင်တဲ့များပေါ့အထက်ကရေတွေထွက်သွားအောင်လုပ်လိုက်ပါတယ်ရေမရှိတော့ဆိုရင်အတိုင်းအတာတစ်ခုတည်းနည်းနည်းလေးမာသွားပါပြီခုနအတိုင်းရှင်းမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒါကိုဖြီးပြားသွားအောင်ဆိုပြီးတော့လုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ရေစင်လိုက်ပါတယ်ရေစင်လိုက်တယ်ဆိုလို့ရှိရင်နည်းနည်းလေးကြာပြီဆိုလို့ရှိရင်အယောင်ပြောင်းသွားပါတယ်ရက်ပုံမူတည်ပြီးတော့နော်တစ်ခါကျလို့ရှိရင်စာရွက်ကအဖြူမှုပဲနဲ့အညူရောင်စာရွက်လည်းရှိပါတယ်နော်ရက်အနေငယ်ကြာတဲ့အချိန်မှာအဲ့ဒါကိုရေကနေတစ်စင်ပြန်ပြီးတော့ထုတ်လိုက်ပါတယ်ထုတ်ပြီးလို့ရှိရင်ကျွန်တော်ကိုလိုချင်တဲ့အရွယ်အစားပေါ့နော်စာရွက်အရွယ်အစားပုံမူတည်ပြီးတော့အဲ့ဒါကိုတစ်ခုနဲ့တစ်ခုနဲ့အပေါ်ထပ်လိုက်ပါတယ်တစ်စင်ချင်းစီပေါ့နော်ကျွန်တော်ဖြားရပါတယ်ရက်တယ်လို့ပုံစံမျိုးတစ်စင်ချင်းဆက်လိုက်တယ်နော်ကိုလိုချင်တဲ့ပမာဏရပြီဆိုလို့ချင်းအဲ့ဒါကိုကျွန်တော်ဒီပြားဝအောင်လုပ်လိုက်ပါပြားအောင်ဘယ်လိုလုပ်လဲဆိုလို့ရှိရင်ပို့ပြီးတော့ခိုင်မအောင်ဆိုလို့ရှိရင်အဲ့ဒီခစ်တုံးကဆိုလို့ရှိရင်တော့တရေပြားပေါ့နော်တရေဆိုတာတလိမ့်ဆန်နေတဲ့တရေဖြစ်မှာပေါ့နော်အဲ့ဒီနေတစ်ဆင့်ပေါ်ကနေပြီးတော့တရေပြားနှစ်ခုကြားထဲမှာညှပ်ထားလိုက်ပါတယ်နောက်ဆုံးအဲ့ဒါကိုကျွန်တော်အဲ့ခစ်တုံးကဆိုလို့ရှိရင်တော့ကြော်တုံးလေးပါနေအပေါ်အလေးချိန်နေနေများနဲ့ဖိလိုက်ပါတယ်အဲ့ဒါကိုလည်းရက်အတန်ကြာထားလိုက်ပါတယ်ပြားသွားတဲ့အချိန်မှာအဲ့ဒါကိုပြန်ပြီးတော့အချောက်ခံပါတယ်အချောက်ခံတဲ့အချိန်မှာတော့လုံးဝအဲ့ဒါတော်တော်လေးကိုခိုင်မာတဲ့စက်ကူအဖြစ်သုံးလို့ရတဲ့အခြေအနေအဆင့်ကိုရောက်သွားပါပြီအဲ့ဒီမှာအခုခေတ်မှာဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ဒါပုံစံတူပေါ့နော်စက်ကူတွေထုတ်ကြတာပေါ့နော်အတုနဲ့စစ်ဘယ်လိုခွဲလဲဆိုတော့အခုခေတ်မှာတော့အတုတော့မရှိဘူးဆိုပေမဲ့ပေါ့နော်စက်ကူကစက်ကူတက်တက်တရားတက်တက်ပေါ့နော်မီးရအောင်မှထောင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ခုနကတော့ကျွန်တော်တစ်ခုနဲ့ထပ်ထားတဲ့အစင်းတွေပေါ့နော်အစင်းလေးတွေမြင်ရမယ်ဆိုလို့ရှိရင်တော့ဒါခုနကဒီ papyrus နဲ့လှုပ်ထားတာဟာပေါ့နော်ကျူပြားနဲ့လှုပ်ထားတာဟာပေါ့နော်ဒါအတုနဲ့စစ်ခွဲတဲ့ပုံစံပေါ့နော်အဲ့ဒီမှာသူ့အားသာချက်ကပါလဲဆိုတော့အခုခေတ်မှာဆိုတော့ကျွန်တော်စက်ကူတွေကိုလူတိုင်းသုံးမှုကြတာပေါ့နော်စက်ကူကိုလုံးလိုက်မယ်ဖြဲလိုက်မယ်ဒါမှမဟုတ်ရေစိမ်လိုက်မယ်ဆိုလို့ရှိရင်ပျက်စီးသွားပါတာခုနကတော့ကျူပြင်းလောက်တဲ့ဟာကျတော့အဲ့လိုမဟုတ်ပါဘူးအဲ့ဒါကိုလုံးချလိုက်မယ်ပြီးလို့ရှိရင်ရေထဲကိုစိမ်လိုက်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံးရေပြန်ခြောက်သွားပြီဆိုလို့ရှိရင်ဒီတိုင်းပါပဲဆက်ပြီးတော့သုံးလို့ရပါသေးတယ်မပျက်စီးသွားပါဘူးအဲ့တော့ရေရှည်ခံတယ်လို့ပြောလို့ရပါတော်တော်အကျန်းခံတာပေါ့နော်အဲ့ဒါကြောင့်မို့လဲနှစ်တွေအများကြီးကြာခဲ့တဲ့ဆိုမှသမိုင်းတွေကအခုချိန်ထိကြံသေးတယ်အဲ့သမိုင်းတွေကိုကျွန်တော်အရင်နေတစ်စင်လေးလာလို့ရတာပေါ့နော်သူတို့တွေရဲ့အစားအစာကိုအဲ့ဒီခေတ်တုန်းကလွန်ခဲ့တဲ့နှစ်ပေါင်း3000လောက်ကဘယ်လိုမျိုးစားကြလဲဆိုသိချင်ကြမှာပါခင်ဗျဘယ်လိုစားလဲဆိုတော့ဘာတွေရှိလဲဆိုတော့ကျွန်တော်ပါမုတ်တို့ဘီယာတို့ရှိပါတယ်ဟုတ်ပါတယ်အခုခေတ်မှာစားတဲ့ပါမုတ်တို့အခုခေတ်မှာတောက်တဲ့ဘီယာတို့ဆိုအဲ့ဒီခေတ်တွေကပါအီဂျစ်တွေကသမိုင်းသက်တွေလည်းကြံပါဘာလို့အဲ့ဒါမျိုးလုံးနေရတာလဲဆိုတော့ဘယ်လိုလုပ်လဲပေါ့နော်ကျွန်တော်ဒီစက်သွန်တွေပိုင်းနဲ့ချက်တဲ့ဟင်းတွေလည်းရှိပါတယ်ဘယ်လိုလဲဆိုတော့ပေါင်မုတ်ဆိုလို့ရှိရင်ဒါတမန်စားစာပါတိတ်အထူးဆိုင်တော့မဟုတ်အသားတော့တိတ်အများကြီးမစားဘူးပေါ့နော်ပေါင်မုတ်ကတော့ပုံမှန်တမန်သူတွေစားလို့ရတယ်ဂျုံမုတ်ကိုတော့ကြောက်တုံးနေနဲ့ကြိတ်ပါတယ်ဂျုံမုတ်ဖြစ်သွားတယ်ပြီးလို့ရှိရင်ကျွန်တော်ရေနဲ့နေလိုက်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဖြည်းဖြည်းအဲ့ဒါကိုကျွန်တော်ဒီအကြမ်းမြင်ကျွန်တော်ဆိုလို့ရှိရင်မြောင်ရွာဆိုလို့ရှိရင်နံပြားဖုတ်တယ်လို့ပေါ့နော်ဖိုရင်နဲ့အဲ့ဒါမျိုးဖုတ်လိုက်တာပါအဲ့ဒီပေါင်မုတ်ကိုစားရပါအဲ့ဒီခေတ်တည်းကနောက်တစ်ခါဘီယာချက်တတ်ပါတယ်နောက်ဘီယာပြင်ဝိုင်းနေပါတယ်ပေါ့နော်စပစ်တွေကနေတစ်ဆင့်သူတို့လှုပ်တတ်ပါတယ်အဲ့ကြောင့်မို့ဒီအီဂျစ်တယောက်ရဲ့နေစဉ်ဘဝမနက်ပိုင်းအလုပ်သွားတယ်စိုက်ခင်းရခင်းတွေမှာစိုက်ပျိုးတွေပါလုပ်တယ်ပြီးတဲ့ခါကျလို့ရှိရင်အိမ်ပြန်လာတဲ့ချိန်မှာဘီယာတောက်တယ်ပေါင်မုတ်စားတယ်အခုခေတ်နဲ့ခက်ဆင်စင်ပဲပေါ့နော်တိတ်တော့မကွာဘူးလို့ပြောလို့ရပါတယ်အခြေအနေကဒါပေမဲ့ပေါင်မုတ်ကတော့နည်းနည်းလေးသဲပါတယ်ကြောင့်နည်းနည်းရှက်တက်လေးတော့ဖြစ်တာပေါ့နော်အခုခေတ်တော့အရသာတော့ရှိမှာမဟုတ်ဘူးနော်ဘာပြောအဲ့ဒီချိန်တွေကရှိနေပြီဆိုတော့အစားအစာဆိုတော့ပြပြပါခင်ဗျအဲ့တော့သူတို့ဒီထွင်ခဲ့တဲ့အရာတွေနောက်တစ်ခါသူတို့ရဲ့လူမှုဘဝတွေနောက်တစ်ခါသူတို့ဘာတွေလုပ်ခဲ့တယ်ဆိုတာဟာတွေကိုဗီဒီယိုတစ်ခုတည်းနဲ့ကတော့အပြည့်အစုံပြပြဖို့မလွယ်ဘူးပေါ့နော်အဲ့တော့နောက်ပိုင်းတခြားဗီဒီယိုလေးနဲ့ကျွန်တော်အပိုင်းလေးတွေခွဲပြီးတင်တော့ဖြစ်ပါတယ်ခင်ဗျဒါမှဒီမာမီကိုဘယ်လိုလုပ်လဲပေါ့နော်မာမီဆိုလို့ရှိရင်ကျွန်တော်သိကြတာလူပုံစံမာမီပေါ့နော်တကယ်ကတော့ဘေးကင်ပေါ့နော်အခုခေတ်မှာစားတဲ့ဘေးကင်ကိုပဲအဲ့ဒီခေတ်တုန်းကနောက်ဘဝမှာစားလို့ရအောင်ဆိုဘေးကင်အစားမာမီလုပ်ပြီးတော့ထည့်ပေးလိုက်တာပါအဲ့ကျွန်တော်တို့သိထားတဲ့အပိုင်းလေးတွေရှိတယ်လို့မသိသေးတဲ့အဲ့အမျိုးပေါ့နော်စိတ်ဝင်စားစရာဆက်နေတဲ့အကြောင်းအရာလေးတွေရှိအောင်အဲ့ဒါတော့ကျွန်တော်တခြားဗီဒီယိုနဲ့ဝေမျှသွားမှာပေါ့နော်နောက်တစ်ခါအဲ့ဒီခေတ်တုန်းကတစ်ဖက်နဲ့ဘယ်လိုမျိုးတိုက်ခိုက်ခဲ့ကြတယ်နောက်တစ်ခါဘာတွေဖြစ်ခဲ့လဲပေါ့နော်ကျွန်တော်ရဲ့အတိတ်သမိုင်းအကြောင်းပေါ့နော်အဲ့ဒါမျိုးကျွန်တော်နောက်ဘယ်နှခုလေးတော့ဘယ်နှပိုင်းလေးတော့မသိဘူးဆိုပေမဲ့တက်နိုင်တယ်လို့ပေါ့နော်ကျွန်တော်ဝေမျှတော့ရှိပါတယ်ခင်ဗျနောက်အဲ့ဒီခေတ်တုန်းကသူတို့တွေရဲ့နတ်ဖျားတွေဘယ်လိုမျိုးကိုးခဲ့တယ်နော်ဘယ်လိုယူဆတွေရှိခဲ့တယ်အဲ့ဒါကြောင့်မို့ဒီလိုမျိုးလိုရက်တွေလုပ်ခဲ့တယ်ဆိုတာလဲဆက်ပြီးတော့တွေးကြည့်လို့ရတာပေါ့နော်
အဲ့တော့ဒါကတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတွေနဲ့ပတ်သက်ပြီးတော့ပြပြချင်တဲ့တစ်ခုရှိပါအဲ့ဒါကတော့ကျွန်တော်ဗီဒီယိုမှာကျွန်တော် like ပေးတာတော့ comment ရေးတာတော့လောက်တာမလောက်တာကျွန်တော်ဘာမှမပြောလို့ပါပြဿနာမရှိပါကျွန်တော်တို့ကတော့တေးသေးချာအဆုံးတိကြည့်ပေးမယ်အဲ့ဒါအဲ့ဒီဗီဒီယိုတစ်ခုကနေပဲတစ်ခုရသွားမယ်ဆိုကျွန်တော်ကျင်းနေပါတယ်ဒါပေမဲ့ကျွန်တော်မာမီအကြောင်းပြောတဲ့ဗီဒီယိုဆိုလို့ရှိရင်လည်းသတိထားစေချင်ပါတယ်မာမီအကြောင်းပြောမယ်ဆိုလို့ရှိရင် like ပေးတာတော့ comment ရေးတာတော့လုပ်စေချင်ပါတယ်ဟုတ်ဆိုကျွန်တော်ကပြဿနာမရှိဆိုရင်မာမီတွေကသူတို့အကြောင်းပြောတဲ့ဗီဒီယိုမှာ comment တွေပါတယ်မရေးဘူးဆိုလို့ရှိရင်စိတ်ဆိုးဆိုးနေပါပါမာမီတဲ့ချိန်စာဆိုတော့လည်းကြောက်စရာကောင်းပါတယ်ကမ်းမသိဘူးဆိုလို့ရှိရင်ကျွန်တော်အခုခေတ်မှာပေါ့နော်မာမီကသူတို့အကြောင်းပြောတဲ့ဗီဒီယိုမှာ comment မရေးဘူးဆိုရင်ကျွန်တော်လက်ရှိသုံးတဲ့ဖုန်းအားသွင်းကြိုးတွေပါတယ်ပျောက်နေရတော့ပေါ့ဖြစ်သွားတတ်ပါတယ်ပြန်ရှာမတွေ့ရပါတော့ပေါ့နော်ကမ်းမသိညဘက်ကျရင်ကိုဘေးနားမှာမာမီကရောက်လာတော့ပေါ့ဖြစ်သွားနိုင်တာပါအဲ့တော့နည်းနည်းလေးအဲ့ဒီဘန်လေးတော့သတိထားလိုက်ပေါ့နော်ဒီဗီဒီယိုတော့မဟုတ်ပါအဲ့ဒီဗီဒီယိုတင်တဲ့အခါကျမှပေါ့နော်ဗီဒီယိုတော့လျှို့ရှည်သွားပြီးတော့ထင်ပါတယ်ခင်ဗျာဗီဒီယိုလေးအဆုံးထိကြည့်ပြီးတော့ကျွန်တော်ကျေးဇူးတင်ပါတယ်နောက်ပိုင်းလည်းဒီ Egypt နဲ့ပတ်သက်တော့ဆက်ပြီးတော့တင်သွားမှာဖြစ်တဲ့ကြောင့်ဆက်ပြီးတော့ဆောင်းမျိုးကြည့်ရှုစီကြပါရခင်ဗျာ